မြန်မာတက္ကရာ926ခုနှစ်အင်းဝါဘီရင်တဒိုးမင်းဖျားလက်ထက်မှာငတက်ဖျားဆိုတဲ့နာမည်ကျော်တခိုးကြီးတယောက်ရှိခဲ့ပါတယ်။ညရောက်ပြီဆိုတာနဲ့သူဟာစကိုင်းဘက်ကနေလှေတစင်းနဲ့မိကိုကူပြီးမြို့ထဲကိုတိတ်တဆိတ်ဝင်လာလိမ့်ရှိတယ်။သူဟာစင်းရဲသားတွေကိုဒုက္ခမပေးပဲတသေးအိမ်တွေကိုပဲတက်ပြီးဝမ်းစာလောက်ယုံတာခိုးယူတတ်တဲ့တခိုးတယောက်ပါ။သူ့ရဲ့တိုင်းကွက်တီကလင်းရန်လုံးလို့ဘသူကမှသူ့ကိုဖမ်းလို့မမိနိုင်ခဲ့ပါဘူးငတပြားကကြွီးကြော်တယ်ငါကိုအင်းဝါဘရင်တဒိုးမင်းဖျားကလွဲရင်ဘသူမှမဖမ်းခွန်ဘူးတဲ့ဒီတရင်ကိုကြားတော့တဒိုးမင်းဖျားကဥညံစင်ပြီးကိုယ်တိုင်တခိုးရောင်ဆောင်ကဖမ်းဖို့ထွက်လာခဲ့ပါတယ်သူဟာမိကန်နာကမိသွေးတိုက်တကားမှာတခိုးကြီးလာမဲ့လမ်းကိုစောင့်နေလိုက်တယ်ငတပြားရုပ်တော့ဟေးကမ်းပေါ်ကဘသူလဲလို့လမ်းပေးလိုက်ပါတယ်တဒိုးမင်းဖျားကငါညစ်လူဟေ့လို့တခိုးအချင်းချင်းတုံးတဲ့စကားဝတ်နဲ့ပြန်ဖြေလိုက်တယ်ငါညံလူကမ်းပေါ်ရောက်တော့မင်းကြီးကစကားနောက်လိုက်ချင်းလို့စောင့်နေတာပါလို့ပြောပြီးတတိတ်ခံလိုက်ပါတယ်နှစ်ယောက်သားမြို့ထဲကိုပြေးလွှားသွားလာကြတယ်ငတက်ပြားကခြံစည်းရိုးတွေကိုငှက်တကောင်လိုခုန်ကျွန်းသွားတယ်တဒိုးမင်းဖျားကလည်းအားကြမခံတခိုးကြီးရဲ့နောက်ကနေထက်ကြတ်မကွာလိုက်ပါနိုင်ခဲ့ပါတယ်ငတ်တက်ပြားအံ့ဩသွားပြီးမင်းရဲ့အစွမ်းမသေးပါလားလို့ချီးကျူးလိုက်ပါတော့တယ်မင်းကြီးကသူ့ကိုစမ်းတက်ခြင်းလို့နန်းတော်ထဲဝင်ပြီးဘရင်ဗန္တာတွေခိုးကြောင်စို့လို့ညှော့ပေးလိုက်တယ်ဒါပေမဲ့ငတ်တက်ပြားကချက်ချင်းညင်းတယ်ဒီစကားကိုကြားတော့တဒိုးမင်းဖျားဟာတခိုးကြီးကိုတိတ်တဆိတ်လေးစားသွားခဲ့ပါတယ်နောက်တော့သူတို့နှစ်ယောက်မှုမတ်တွေအိမ်ကိုတက်ပြီးခိုးဖို့သဘောတူလိုက်ကြတယ်။အဲ့ဒီညမှာဘရင်နဲ့တခိုးပူးပေါင်းပြီးလက်စွပ်တွေနားတောင်းတွေကိုအိတ်အပြေခိုးယူခဲ့ကြတယ်။အပြန်မှာငတက်ပြားကအရက်တောက်ချင်းတွေဆိုလို့မင်းကြီးကအခွင့်ကောင်းယူပြီးမူးအောင်တိုက်လိုက်ပါတော့တယ်။ငတက်ပြားမူးပြီးအိပ်ပျော်သွားတဲ့အခါမင်းကြီးကခြေချင်းခတ်ပြီးမီးသွေးတိုက်ထဲလောင်ပိတ်ထားခဲ့လိုက်ပါတယ်။မနက်လင်းတော့နန်းတော်ထဲမှာမှုမတ်တွေပစ္စည်းပြောက်လို့စူညံပွက်လောရိုက်နေကြရောညီလာခံဝင်တော့တဒိုးမင်းဖျားကခိုးလာတဲ့လက်စွပ်တွေနားတောင်တွေကိုဝစ်ဆိုင်ထားတာတွေ့ရတယ်မှုမတ်တွေကကိုယ့်ပစ္စည်းကိုမှတ်မိပေမဲ့ဘရင်ဝစ်ထားတော့ဘာမှမပြောရကြရှာဘူးမင်းကြီးကမင်းတို့မဖမ်းနိုင်တဲ့ငတက်ပြားကိုငါဖမ်းမိပြီမီးသွေးတိုက်ကိုတွားခေါ်ချေလို့မိန်တော်မူလိုက်ပါတယ်ငတက်ပြားရုပ်တော့မင်းကိုငါဖမ်းမိပြီလှမ်းနဲ့ထိုးတိုက်ရမလားဓာတ်နဲ့ခုတ်တိုက်ရမလားဘာလို့ချင်းလဲငတက်ပြားကတတ်ချင်တယ်လို့တတ်ပါဒါပေမဲ့မိခယာစောအုံမာကိုတလိုချင်တယ်လို့ပြောပါတယ်မင်းကြီးဟာဒေါသမထတဲ့ပြီးတေဘေးကြုံတာတော့နှုတ်ပြန်ရဲတဲ့သူ့တတိကိုသဘောကျသွားတယ်တခိုးကြီးရဲ့တတိနဲ့တိုင်းပြည်ပစ္စည်းကိုတန်ဖိုးထားတဲ့စိတ်ဓာတ်ကြောင့်သူ့ကိုအသက်ချမ်းသာပေးလိုက်တယ်အဲ့ဒီနေ့ကစပြီးတခိုးကြီးငတက်ပြားဟာဘရင်အနားမှာသစ္စာရှိရဲ့အမှုထမ်းတယောက်ဖြစ်လာခဲ့ပါတော့တယ်